ကဲမနော်ကျွန်တော်အခုမြေစာပုံရောက်ခဲ့အလုံးကြီးအလုံးထမ်းတော့ရနော်အလုံးကြီးလုံးထမ်းတော့ပြီကျွန်တော်အခုမှမြေစာပုံရောက်တာမင်္ဂလာရှိတော့မနက်ခင်းလေးပါမြင်ကွင်းကတော့အများရတော့နော်အလုံးတော့တော်တော်ကြီးတယ်ဗျနော်ကျိုးနဲ့တော့မှထိုင်းရဆိုတော့ဒီမစစ်ရှာတာဆိုတော့ဒီမျိုးမြင်ကွင်းကိုမြင်ချင်တာဗောနော်စက်တည်ကိုရှိတယ်နော်ဒီမျိုးမြင်ကွင်းကတော့အလုံးကြီးလေးကြောတော့တော်တော်လေးကြီးမယ်နော်ကြီးရတဲ့ပုံစံတော့လူအုပ်စုကြီးရတာတော့ကြီးတဲ့ကြီးမယ်ကြောက်လဲကောင်းလောက်တယ်နော်ဒီလူအုပ်စုကြီးရတာတော့စက်တည်ရှိလိုက်တာကွာဒီနေ့တော့ကဲကိုလည်းစူးစမ်းရမယ်နော်သူများလူမျိုးအလုံးကြီးရအောင်